ကာဘာကျဲကော်တွာနဲ့ဗီနီတို့ကိုဘိုင်ဝမ်တီးဖို့စိန်ခေါ်လိုက်တဲ့ရမယ်အားလုံးပဲမင်္ဂလာပါ90 minute new ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မင်းညာက Real Madrid နဲ့ Barcelona တို့ရဲ့ El Clasico ပွဲစဉ်ကတော့ထင်ထားတာတကူပိုကြမ်းခဲ့ကြပါတယ်ကြမ်းကျင်တိုင်းကြမ်းခဲ့ကြလို့ပတ်ထရီတယောက်အနီကတ်နဲ့ထုတ်ခံရပြီးအဝါကတ်တွေအနီကတ်တွေကိုလည်းပွဲပြီးမှဘလူပြန်ခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။တမိုင်းတခြားခါးသီးပြိုင်ပွဲတွေဖြစ်ကြတဲ့ဒီပွဲကိုဘာနီပြူကွင်းကြီးထဲမှာကစားခဲ့ပြီးတော့ Real Madrid က2ဂိုးတဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီပွဲမှာ Real Madrid အတွက်အမ်ဘာပေနဲ့ဘယ်လင်ဂန်တို့ကသွင်းယူခဲ့ပြီး Barcelona အတွက်တော့လိုပက်ကသွင်းယူခဲ့တာဖြစ်ပါတယ်။ El Clasico ပွဲစဉ်ဖြစ်နေတာတဲ့ညီပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီးအတော်လေးကိုမှကြီးကောင်းခဲ့ပါတယ်။ပွဲပြီးမှာတော့ Barcelona ကျဲပွင့်ရာမယ်နဲ့ Real Madrid ကစားသမားတွေဖြစ်တဲ့ကာဘာကျဲကော်တွာဗီနီစီယာတို့နဲ့အခြေတင်ဖြစ်ခဲ့ကြပါတယ်။ပြဿနာအစကရာမယ်တယောက်ဒီပွဲမတိုင်ခင်အင်တာဗျူးမှာ Real Madrid ကိုလီတိုက်ထားတာပါ။ဒါကြောင့်ကာဘာကျဲနဲ့လက်ဆွဲနှုတ်ဆက်ပြီးမှမင်းစကားတွေရန်ပြောတာပဲလို့ပြောဆိုခဲ့ပါတယ်။ရာမယ်ကလည်းဟုတ်တယ်မေးသိချင်းအဝယ်လဲခန်းနဲ့လာခဲ့လိုက်လို့တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ဒါအပြင်အရက်6ပေကျော်တဲ့ကော်တွာကိုလည်းရာမယ်ကဘိုင်ဝမ်တီးဖို့အစိန်ခေါ်ခဲ့ပါတယ်။ကော်တွာနဲ့ညှိနေတဲ့အချိန်မှာပဲဗီနီစီယာကမင်းတောင်ရန်စကားများတာပဲမင်းပြောအောင်လေလို့လက်ဟန်ပြပြီးပြောဆိုခဲ့ပြီးအပြန်အလှန်တင်းမာမှုတွေရှိခဲ့ပါတယ်။နောက်ဆုံးမှာရာမယ်ကိုကြိတ်ဖို့ပြေးလာတဲ့ဗီနီစီယာကိုဘရာဇီးမှာရောက်ဖဖင်ပေးပေါင်းတဲ့ရာဖင်ညာကခုခံကာကွယ်ဖို့ပြေးထွက်လာခဲ့ပါတယ်။အဲဒီနောက်ရာမယ်တယောက်ဥမင်လိုင်ကောင်းတဲ့ကိုဝင်သွားခဲ့ပါတယ်။ဒါကြောင့်ဒီပွဲရဲ့အခြေအနေတွေကရွာကဖျားပွဲတောင်အတော်လေးစီကားခဲ့တာဖြစ်ပါတယ်။ရာမယ်ရဲ့3ယောက်တယောက်တီးဖို့စိန်ခေါ်ရတဲ့တက်တီကတော့အထင်ကြီးစရာပါပဲ။ပရိသတ်တချို့ကတော့ရာမယ်တယောက်အခုလိုတက်တီရှိလာတာဟာမမရဲ့အားရင်တွေကြောင့်လို့မှတ်ချက်ပေးထားတာတွေတောင်ရှိပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။